နေမြလေးရှိဂျာညိုတို့အိမ်နေမိခင်ဖြစ်သူကဂျာညိုကကျမရဲ့အတွက်စိတ်မမှန်တော့ရမှကြနေပြီဂျာညိုကလည်းချက်ငေါ့တန်အောင်လာသည့်တာဖြစ်သူဆိုထိုးနိုင်ကိုကြည့်ကစစ်သက်တာရရက်နေပါတယ်သို့တော်ထူပြရှင်မှုမှာခဏတာထွက်ခဲ့ပါတယ်ဆိုထိုးနိုင်သည်သူချစ်သူရဲ့တရာနဲ့တထမီကိစ္စကိုစကားဆက်လာရဂျာညိုကဝနာအားပဲကိုညသိအားလုံးတောင်းဝန်ယူမိဟုခတိပေးခဲ့ပါတယ်သို့တော်ဆိုထိုးနိုင်ကမင်္ဂလာဆောင်ဖိတ်ကြတယ်မိခင်ရင်ဂျာညို၏အမိစားဖခင်နဲ့မိထွေဖြစ်သူအန်နီမီဇူ၏နာမည်ကိုသာထည့်သွင်းလို့ကြောင်းပြောဆိုလာသည့်အခါဂျာညိုဆွမ်းအားသွားခဲ့ရပါတယ်မိခင်၏အမိနောက်ပင်ဂျေချုံငပိလုံငန်းဟုပါနေမီကိုတာဖြစ်သူကဂုံနေသည်ဟုယူဆနေခြင်းဖြစ်ပါတယ်ဆိုထိုးနိုင်ကရန်ကုန်တိုင်းဝမ်နှင့်ခုံချင်းတန်ကြီးလိုတစ်ဖြစ်စင်ញပေးတော်တယ်ဂျာညိုကမူမင်းနဲ့မင်းအဖေနဲ့စိတ်သက်တထေရတယ်ပဲဟုပြတ်သားစွာဆိုလိုက်ပါတယ်အဖွားဖြစ်သူကလည်းမိခင်ရင်ကျေးဇူးကိုချမ်းသာလူချင်းမှာဒုနုံသည်ဟုဆိုပူတော်တယ်ဆိုထိုးနိုင်ကမူဖခင်ဖြစ်သူတမားတို့ကြီးခုံတွက်ကိုသာရှေ့တန်းတင်ခဲ့ပါတယ်ဂျာညိုသည်နန်းစောနေတော့ငပိညံများကြတွင်တာသမီများကိုပညာတတ်ဖြစ်အောင်ရုန်းကန်ခဲ့ရသမျှယခုကဲ့သို့အတိမတ်ပြုခြင်းမခံရသည့်အတွက်စိတ်သက်အကြီးကျယ်ကျဆင်းလာခဲ့ပါတယ်နောက်တစ်နေ့နနက်တွင်ဆိုထိုးနိုင်သည်မိခင်ကိုနှုတ်မဆက်ပဲရန်ကုန်သို့ကင်လာခဲ့ပါတယ်ဂျာညိုသည်တာဖြစ်သူ၏တို့ရဲ့ကြောင့်ကျမရေးပါထိခိုက်လာခဲ့ပါတယ်ရန်ကုန်ရှိချစ်ထွေးတန်တို့ဖုန်းဆက်၏အကျိုးအကြောင်းပြောပြခဲ့ပါတယ်ချစ်ထွေးကရန်ကုန်တွင်ဆိုထိုးနိုင်နဲ့ဥထုံးနိုင်တို့ကိုတွေ့ဆုံကဂျာညို၏နှလုံးရောဂါအခြေအနေကိုသတိပေးခဲ့တော်လဲဆိုထိုးနိုင်ကမူမိခင်ကိုမင်္ဂလာဆောင်ကြမှာတာရန်ကုန်ခွေစီကံပြချင်းလူစုကဖိတ်စာကိစ္စကိုသာရုံးပန်းနေခဲ့ပါတယ်ဂျာညိုဒီနေရင်အလုပ်ကိစ္စများအတင်လုပ်ကနေစဉ်ချစ်တွေ့တာမှဖုန်းထမှန်ဝင်လာပါတယ်တာဖြစ်သူဆိုထိုးနိုင်သည်ဖခင်နဲ့အတူရွှေတောင်နဲ့အင်းကြီးတွင်တွက်ရွှေလာနေထိုင်နေကြောင်းမိခင်ဝယ်ပြီးတော့ကားကိုမစီးပဲဖခင်ဝယ်ပြီးတော့ကားကောင်းသားပဲခုံဖုံနေကြောင်းကြားသိကြသည့်အခါဂျာညို၏နှလုံးသားအစစ်အမှန်မှာကွဲအပ်သွားခဲ့ရပါတယ်အစိုးရမှသတင်းစာထဲတွင်ဒေါက်တာထုံးနိုင်နဲ့ဒေါက်တာထက်မြင့်စုတို့၏တာဟုပါရှိသောမင်္ဂလာသတင်းကိုတွေ့လိုက်ရခြင်းဖြစ်ပါတယ်။ငါမိုးတဲ့သားကဘာလို့သူတို့တာဖြစ်ရမှာလဲဟုမချွေးဂျာညိုတတိလေးမိနစ်တော့ပါတယ်။စီယုံတွင်ဂျာညိုသည်တင်မင်းနှင့်ရုန်းကန်နေရခြင်းဆိုထိုးနိုင်မှနောက်ကြည့်ကြပြီးကြောက်ရှိလာခဲ့ပါတယ်။သူသည်မိခင်လက်ကိုကင်ကဆက်ကြီးတင်ငယ်မွေးကြွေးတောင်းပန်နေတော့လဲဂျာညို၏ချင်းနေမှာနော်ဆိုးရဲ့နေရပြီဖြစ်သည်။ဂျာညိုသည်ခဏတာသတိပြန်လိုက်လာစဉ်သူမ၏ဘေးတွင်တာလင်းများနှင့်အတူအမားကိုဝန်ခံတောင်းပန်နေတော့ထုံထုံတို့ကိုမြင်တွေ့လိုက်ရပါတယ်။ဂျာညိုသည်တာဖြစ်သူကိုခွင့်လို့ကြောင်းပြတာတကယ်တော့နေလုံးများဖြစ်ချင်နောက်ဆုံးဖတ်တဲ့ကိုအေးချမ်းစွာရှူထုတ်လိုက်ပါတော့တယ်ဆိုထိုးနိုင်တဲ့မိခင်တရားနဲ့တိုင်နဲ့ဂုံတိတ်ခါကိုနှက်နှက်ရှင်းရှင်းခန္ဓာသိရှိတော့ခဲ့ရတော့လေအရာရာဒီနောက်ကျတော့ခဲ့ပြီးဖြစ်ပါတယ်